အမကိုတိုင်းရိုက်တဲ့ HD လေးဖွင့်ပြပေးပါဖွင့်ပြနေစမ်းမလို့တခါလေးရိုက်သွားလိုက်မယ်ကြည့်သွားတခါလေးရိုက်ပြလိုက်မယ်နင်တို့မမြင်ဘူးမလားကြည့်သွားအေးနော်ငါရဲ့ HD ကြည့်ချင်တာအေးဒီမှာရိုက်ပြမယ်ကြည့်နော်မလေးဈေးရောက်ရလဲလွယ်တာမဟုတ်ဘူးဒီမှာကြည့်သွားမြင်လားတေချာကြည့်နော်ရိုက်ပြတော့တေချာကြည့်ပြီးရင်ထက်ကမြိုင်ခိုင်းတယ်ဒီမှာနော်ရိုက်ပြီးသားဗီဒီယိုပါနင်တို့ကိုဖွင့်ပြလိုက်အောင်မယ်နော်ဘလောက်ထိဒီမှာကြည်လင်ပြတ်သားမှုရှိနေလဲဆိုတာကြည့်နော် HD ဆိုရဲမဟုတ်တဲ့ဟာပဲခေါင်းထဲကိုရောက်မနေနဲ့ HD ဆိုတာ high definition quality အရေးအသွေးမြင့်တော့နော်ကြည်တောက်ရှင်းဗီဒီယိုတွေကြည်တောက်ရှင်းဖိုတိုတွေဖုန်းဆက်ခရင်တွေနော်တက်ဘလက်အပြားကြီးတွေ TV တွေထဲမှာပို့ပြီးရှင်းလင်းပြတ်သားတိကျဒီတရားစမြင်ရတဲ့ပုံနဲ့ဗီဒီယိုတွေကိုပြောနော်ငါရောင်းတဲ့338,000နဲ့ iPhone 7နဲ့တို့ငါရဲ့ကြည်လင်ပြတ်သားနေတဲ့ဗီဒီယိုတစ်ပုဒ်ရိုက်ပြလိုက်တယ်။ကဲပြီးရင်လာဝယ်ဖို့ပဲကျန်တော့မယ်။လာမဝယ်ရင်တော့နင်တို့တက်လုံးလူပြိုကြီးဖြစ်ပါစေရှင်နော်။338,000 Facebook YouTube Viber အကုန်လုံးအာမခံအစမ်း3ခွင့်တစ်လပေးတယ်။ကျဲတလို့စမ်း3တစ်လအတွင်း error ဖြစ်ရင်ပို့ကအခမဲ့အသွားပြန်တောင်းဝင်ယူပြီးပြန်လဲပေး။ကဲရှင်းတော့ပြောတဲ့ HD qualityကင်မရာရှယ်ကြည့်တော့ရှင်ဖုန်းပဲပြောမလား line နဲ့တော့မလား game နဲ့ဆော့မလားเนาะအခုမဆောင်ရသေးတာလေးက338,000အခုဆောင်ပြီးသားလေးတွေက 32GB ကို218,000 128GB လည်းရှိမယ် iPhone 7နဲ့ဟုတ်လို့ကာလာဆုံးကို 128GB ကိုမှဖုန်းပဲပြော line နဲ့တော့ game နဲ့ဆော့မြန်မာငွေကျပ်အသေးလေး2,500နဲ့မှ8,000ကျပ်ပဲ application တွေ video တွေ game တွေညဆက်နေဆိုရင် 128GB ကိုယူကဲတကယ်လို့ကိုကျဆုံးတော့က2,000ကျော်တွေကမှ mobile legend ဆော့နေဆိုလက်ထဲမှာကင်ထားတဲ့ iPhone 8ကိုယူ mobile legend ဆော့မယ် KB ဝေပေးတော့မယ်လုပ်ငန်းတော့ရုံတော့ဖုန်းပြော line တော့ game ဆော့အကုန်သုံးချင်တယ်အခုဆော့ပြီးသားတွေကမှလုံးဝကြည့်တော့ရှင်းလို့ချင်တယ်ဆိုတော့ဟောလို့နောက် class ကစလုပ်ငန်းတော့ရုံတော့လူသားတွေကစထဲနေအောင်သုံးလို့ရမယ်ကင်မရာရုပ်ထွက်အရေးတို့ရစကြည့်တော့ရှင်းအမိုက်စားနေအောင်မှာမြန်မာငွေကျပ်2,800နဲ့မှ8,000ဖုန်းပြောမလား line တော့မလားလုပ်ငန်းတော့ရုံတော့ကြောက်တော့တင်တဲ့တော့မလားဟောလို့ကြည့်တော့ရှင်းမောတဲ့ iPhone 8 2,800ကျန်နေတော့ဟောလို့လက်ဖျားခါနေအောင်ပိုးစိုးပတ်ဆက်တန်တော့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့တော့ KB ဝေပေးအကုန်သုံးလို့ရမယ်ကဲနောက်ထပ် iPhone နဲ့မှာ screen အပြည့်နဲ့ထွက်တဲ့ဖုန်းထားတဲ့ဖုန်းလေးက iPhone 10လေးပထမဦးဆုံး iPhone တွေထဲမှာ screen အပြည့်နဲ့ပထမဦးဆုံးပွဲဥတဲ့ထွက်ခဲ့တဲ့ဖုန်းလေးပါမြန်မာငွေကျပ်သေးလေး4သိန်းစွန်းပဲရှိမယ်4သိန်းကိုမှ1000နဲ့မှ8,000 screen မှအပြည့်ဖုန်းပြောလိုက်တော့ဂိမ်းစော့အကွန်ဆောင်ပြီးသားအပီးအစီးကိုရမှာပါကိုတဲ့ပစ္စည်းကအနှဲငယ်တွေပဲရှိတော့မယ်အကွန်ဆောင်ပြီးသားလေးလိုချင်တယ်ဆိုရင်ကိုချစ်လေး Viber ခွန်6 6 2 8 2 8 2 8 3 9 9 9 8 9 9 5 1 1 3 9 9 9 6 8 9 40 2 6 9လာပါ Viber မှာတော့ရင်ဖုန်းတိုင်းရက်ဆက်ပြီးတော့မှာပါအိမ်ရောက်ငွေချေပါ7 plus တွေ8 plus တွေလည်း3သိန်းကျော်ရင်းနဲ့ရမယ်အပြင်ပုံကြည့်ချင်း Viber ဝယ်တာတန်းလာခဲ့ပါရှင်